အားလုံးပဲမင်္ဂလာပါခင်ဗျာရေဝရှင်ဒီမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ကျွန်တော်26ရက်နေ့ဒီကနေ့မှာကျွန်တော်ရဲ့မိသားစုဝင်တွေကိုဖော်ပြဆွေးနွေးခြင်းတဲ့အကြောင်းအရာကသူတို့ဒီမိုကရေစီအစိုးရကြီးပါလို့အမည်ကောင်းတက်နေတဲ့မာလာအုပ်စုကနေပြီးတော့စစ်ကြောရေးမှာကြော်မျိုးမင်းကိုခေါ်ပြီးတော့စံပြုတ်တိုက်နေတဲ့ဆိုတဲ့သတင်းကိုဖော်ပြပေးချင်တာပါကြော်မျိုးမင်းမျောလင့်ထားတာကတော့လူမှုထူးချွန်စုကြီးကိုသူကမျောလင့်ထားတာပါတကယ်တမ်းသူရရှိသွားတာကတော့အခုနေပြီးတော့စစ်ကြောရေးမှာနောက်ကိုဖုန်ခါခံရတဲ့အခြေအနေဖြစ်ပါတယ်သူဘာကြောင့်ဖန်စီခံစစ်ဆေးခံနေရတာလဲဆိုတဲ့အကြောင်းလေးကိုကျွန်တော်နည်းငယ်ဆွေးနွေးချင်ပါတယ်နောက်ထပ်သတင်းတစ်ခုကကျွန်တော်တို့လက်ရှိလူမှုကွန်ရက် social စာမျက်နှာပေါ်မှာကျွန်တော်တို့တကယ်ကိုနာမည်ကြီးနေတယ်လို့ပြောလို့ရတယ်ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လူငယ်တွေကိုအရှင်လက်မီရှိုးတက်တာပြီးတော့လဲလီးပြီးတော့တက်ဖြတ်ခဲ့တယ်ဆိုတော့ပြောဆိုချက်ကိုကျွန်တော်မိသားစုတွေကိုကျွန်တော်ကဖော်ပြပေးချင်တာပါပြီးတော့ရင်တော့ကလေးလေးကျွန်တော်တို့ဒါလူမမဲကလေးလေးရဲ့ပေါ့နော်သူရဲ့ရင်ထဲကခန်းစားချက်လေးကိုလည်းရုပ်သံမှတ်တမ်းလေးနဲ့တကွာကျွန်တော်ကနှိုင်းယှဉ်ပြီးတော့တင်ပြရှင်းပါတယ်နောက်ဆုံးမှာတော့မြဝတီနဲ့ထိစက်နေမြေတွေမှာ HIV ရောဂါတွေ AIDS ဖြစ်ပွားမှုတွေအလုံးများပြားနေတယ်ဆိုတဲ့အကြောင်းကျွန်တော်မိသားစုဝင်သတိပေးခြင်းနဲ့ဘာကြောင့် HIVလက္ခဏာတွေပုံမျိုးပြီးတော့ဒါယောဂခံစားရတဲ့သူတွေပုံများလာတာလဲဆိုတဲ့အကြောင်းတွေကိုပါတင်ပြပေးမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုမှာကျွန်တော်နဲ့အတူရှိနေပြီကိုကျွန်တော်ရဲ့မိသားစုဝင်တဦးချင်းတိုင်းကိုလေးစားဖိတ်ခေါ်လိုက်ပါတယ်ကြောင်မျိုးမင်းမျှော်လင့်ထားတာကတော့လူမှုထူးချွန်စုရဖို့ပါအခုနေပြီးတော့စကြောရေးမှာခေါ်ဆောင်ပြီးတော့နှုံဖုန်ခါခံရပြီးစံပြုတ်တောက်နေရပြီဆိုတော့သူတော်တော်ခံစားနေရမှာပါဟုတ်ပြီဘာကြီးတို့စီကလူမှုထွန်းညွန့်စုကိုမျှော်လင့်နေပေမဲ့လည်းပဲတကယ်ရရှိသွားတာကတော့စံပြုတ်ပါပဲအာချောင်းနဲ့ပါဇက်လေးကကျွန်တော်တို့ဒါအိမ်ပြန်နိုင်ပါမလားပြီးတော့သူပြောခဲ့တဲ့စကားတွေနဲ့ပတ်သက်ပြီးတော့ပြီးခဲ့တဲ့ရပိုင်းတွေအတွင်းမှာပဲဘူးလက်လာဆွေကသူ့ကိုချင်းချောက်ထားတာလည်းရှိပါတယ်အဲ့ဒါကိုလည်းသူကိုယ်လည်းသိပါတယ်သူနာမည်မတက်ဘူးဆိုရင်မဲ့ဘူးကတော့ငါ့ကိုတော့ချင်းချောက်နေပြီဆိုတဲ့အကြောင်းမှာလွတ်တော်အမတ်တွေနဲ့ပတ်သက်ပြီးတော့သူ့ရဲ့ဒါဝေဖန်ချက်တွေကိုဘလက်လာဆွေကထားပြီးတော့စိတ်ဆိုးပြီးတော့ပြန်ပြီးတော့ပြောဆိုတဲ့အချက်တွေအများကြီးကိုကျွန်တော်တို့လေ့လာတွေ့ရှိရပါတယ်အခုလည်းပဲကြံ့ဖို့ကနေပြီးတော့ကျွန်တော်တို့သူ့ကိုဖန်စီစေခိုင်းပြီးတော့လက်ရှိချိန်မှာစစ်ကြောရေးမှာနှုံဖုန်ခါခံနေရတာလို့ပဲကျွန်တော်တို့ကြားသိထားရတယ်ဆိုတော့ပထမတစ်ခေါင်တော့ကလည်းပဲဦးချိုးခံခဲ့ရပြီအခုကြောင်မျိုးမင်းအလှည့်ဖြစ်ပါတယ်ကြောင်ဆိုးကတော့ငြိမ်ကျသွားတယ်အခုနောက်တစ်ခေါင်အလှည့်ရောက်လာတာပါမပူတူအလှည့်ကတော့ဘယ်တော့လာမလဲတော့ကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်ဒါကအာနာရှင်ခွေးယူတွေရဲ့အောက်မှာရှိနေပါတော့ဘောမမီဒီယာတွေရဲ့နောက်ဆုံးသောသွားရလမ်းဖြစ်ပါတယ်မင်းတို့ငါပြောတဲ့အတိုင်းလုပ်ငါခိုင်းတဲ့အတိုင်းပြောမင်းတို့ပြောချင်တာပြောလို့မရဘူးမင်းတို့ကိုဒီမိုကရေစီအစိုးရကြီးကဖမ်းကျင်တဲ့အချိန်မှာဖမ်းလွတ်ချင်တဲ့အချိန်မှာလွတ်တက်ချင်ရင်တက်လို့ရတယ်ဆိုတဲ့အကြောင်းတွေသူတို့ကိုသတိပေးနေတာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်မိသားစုဝင်တွေကိုကျွန်တော်ဒီနေ့အဓိကဖော်ပြပေးချင်တာကအချမ်းဖက်စစ်ခွေးတက်သားတစ်ကောင်ဟာကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF တွေကိုသူတို့တွေဖမ်းဆီးတဲ့အချိန်မှာကျွန်တော်တို့လဲလီးပြီးတော့တပ်ဖြတ်တယ်ပြီးတော့မီးရှို့တပ်ဖြတ်ခဲ့တဲ့ဆိုတဲ့အကြောင်းတွေကိုသူဝန်ခံထားတဲ့ရုပ်သံမှတ်တမ်းဗီဒီယိုဖိုင်တစ်ခုပြန့်နှံ့နေပါတယ်စစ်မြေပြင်မှာဖမ်းဆီးရမိတဲ့ကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF တွေကိုစစ်တုံးမှန်းအနေနဲ့သူတို့တွေဖမ်းဆီးထားတာတွေမရှိဘဲနဲ့လူမြေကွင်းမှာပဲလေလီမီးရှို့တပ်ဖြတ်ခဲ့တယ်ဆိုတဲ့အကြောင်းမှာကျွန်တော်တို့ဇွန်လတတိယပတ်မှာဖုံးမြတ်နိုင်ဆိုတဲ့အမည်နဲ့လူမှုကွန်ရက် social စာမျက်နှာတစ်ခုဖြစ်တဲ့ TikTok အကောင့်ကနေတော့တင်ခဲ့တာဖြစ်ပါတယ်အကျန်းဖက်စစ်ခွေးတက်ရဲ့တက်ချက်ကြီးတအူးလို့ဖော်ပြထားတာပါတယ်အဲ့ဒီတက်ချက်ကြီးကဖုံးမြင့်နိုင်ဆိုသူက2023-2025အတွင်းမှာမိုးကုတ်တပိတ်ချင်းမတရားမိုးမိတ်နဲ့ချောင်းစုံစတဲ့မြို့နယ်တွေတိုက်ပွဲတွေအတွင်းမှာဖန်စီရမိတဲ့ကျွန်တော်တို့စစ်တုံးမန်းတွေကိုအရှင်လက်လက်မီးရှို့တပ်ဖြတ်တာတွေပြီးတော့လေလီတပ်ဖြတ်ခဲ့တယ်ဆိုတာမျိုးကိုသူအာရပါရပြောဆိုထားတာရှိတယ်ဆိုတော့လက်ရှိကျွန်တော်တို့နိုင်ငံတွင်းထဲမှာအကြမ်းဖက်စစ်ခွေးတက်ကကောင်းနေဟာကျွန်တော်တို့အပြည်ပြည်ဆိုင်ရာစစ်ဥပဒေတွေကိုချိုးဖောက်ပြီးတော့စစ်ကြာဆွေးမှုတွေကိုပြောင်ပြောင်တင်းတင်းချိုးဖောက်နေတယ်ပြီးတော့ဒါကိုလည်းအရေးယူပေးတာမရှိဘဲနဲ့အကြမ်းဖက်စစ်ခွေးတက်ကလည်းဒါတွေကိုတိတိကြီးနဲ့
လွတ်ထားတယ်ဆိုတာကိုလည်းသူ့ရဲ့ပြောဆိုချက်မှာကျွန်တော်တို့ထင်ရှားစွာမြင်တွေ့ရမှာဖြစ်တယ်ဟုတ်ပြီသူဘာပြောထားလဲကျွန်တော်တို့အရင်ဆုံးကြည့်အောင်ပါကျွန်တော်အခဲမကြည့်ဘူးအခုနေမျက်စိအောက်မှာတွေ့ကြည့်ကျွန်တော်ကတကယ်လဲလိတာမယ်လူလဲကောင်းမှာကျွန်တော်တတ်ခဲ့တယ်လည်းများပါပြီဒီကောင်လေးကျွန်တော်တိုက်ပွဲဝင်လို့ဆိုအဲ့ကောင်ရဲ့ရှင်းဖမ်းကန်တယ်ဘယ်တော့မှအရှင်းမထားဘူးဘီရှိုတက်တယ်လဲလိတက်တယ်ဒီကောင်လေး line မော်တင်လို့ကျွန်တော်ပြန်တင်တယ်ကျွန်တော်ထက်တာနာအရေးလည်းမယူယူစားအကြောင်းမရှိပါဘူးဒီကောင်လေးတင်လို့ကိုတဲတင်တယ်ကျွန်တော်မိုးကိုတပိတ်ကြီးမေရီယာမိုးမိတ်ချောင်းစုံပေါ့ဒီကောင်လေးအရန်ခစ်ထားတဲ့ချိန်ပေါ့2023 2024 25ထဲမှာပေါ့ဒါကအကျဉ်းဖက်စစ်ခွေးတက်သားတွေလက်ရှိကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF လူငယ်တွေကိုသူတို့စီမှာအရှင်ဖမ်းဆီးရမိတယ်ဆိုရင်သူတို့တွေဘယ်လိုမျိုးရဲဆက်ဆက်တပ်ဖြတ်ကြလဲဆိုတာကိုကျွန်တော်တို့ထပ်ပြီးတော့တက်သေးနဲ့ကွာမြင်တွေ့ရတာဖြစ်ပါတယ်ဒီဗီဒီယိုဖိုင်ကိုကြည့်ပြီးသွားပြီဆိုရင်ကလစ်တယောက်ရဲ့ခန်းစားချက်ကိုကျွန်တော်တို့ခဏလေးဆက်ပြီးတော့ကြည့်အောင်ပါမိုက်တယ်ကွာအတိတ်တွေနမိတ်တွေကအဲ့ဒါပဲ husky ကိုပြစ်ချတယ်ကွာအောက်ကနေဒုံးကြီးတွေတနက်တွေနဲ့မိုက်တယ်တော့တယ်ဆိုသူ service မှာပကြီးကားလာဗျာဟိုတော့စမအမှန်ချစ်ပေးတာတော်လိုက်တာကွာဒီနေ့အခန်းထဲမှာပကြီးဆရာဆရာမတွေပကြီးတွေဆွဲနေကြတယ်ဂေယတော်လိုက်တာကွာဒါကလေးတယောက်ရဲ့ခန်းစားချက်ရင်ထဲကသူ့ရဲ့ဖော်ပြချက်ကိုပကြည်လေးတစ်ခုနဲ့ဆွဲထားတာဖြစ်ပါတယ်ဒီကလေးရဲ့ရင်ဘတ်ထဲမှာဘာတွေရှိနေမလဲဒါလက်ရှိကျွန်တော်နိုင်ငံအတွင်းထဲမှာမတရားအာဏာလူယူသိမ်းပိုက်ထားတဲ့လက်နက်ပြပြီးတော့ကျွန်တော်တို့ပြည်သူအစိုးရကိုထောင်ထဲထည့်ထားတဲ့အကြမ်းဖက်စစ်ခွေးတက်သားတွေကြောင့်မာလာအုပ်စုတွေကြောင့်ကျွန်တော်တို့ရဲ့ကလင်းငယ်တွေသူတို့ရဲ့ရင်ဘတ်ထဲမှာဘယ်လောက်ထိတောင်ခန်းစားချက်တွေရှိနေလဲဆိုတာကိုကျွန်တော်တို့မြင်တွေ့လိုက်ရတာဖြစ်ပါတယ်ကျွန်တော်အရှိဗီဒီယိုဖိုင်မှာဆိုရင်အကြမ်းဖက်စစ်ခွေးတက်ကြက်ဆိုတဲ့ကောင်ကဒါကျွန်တော်တို့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်လူငယ်တွေကိုဖက်စီတပ်ဖြတ်တဲ့အခြေအနေတွေကိုသူကိုယ်တိုင်ဖော်ပြခဲ့တယ်အခုကလင်းငယ်တယောက်ရဲ့ခန်းစားချက်သူတို့တွေဘယ်လိုမျိုးကလင်းငယ်တွေဆိုတော့ကျွန်တော်မိသားစုနေဒီအခြေအနေတွေဟာကျွန်တော်နိုင်ငံအတွင်းထဲမှာအဖြစ်ပြက်မြောင်များစွာရှိနေတာပါအာဏာရှင်ဆက်ဆက်ဟာကျွန်တော်ပြည်သူလူထုအပေါ်မှာရဲဆက်ဆက်နှိပ်ကိုခဲကြတာကျွန်တော်ပြောပွေရမရှိအားလုံးသိရှိပြပါပြီဒါအပြင်ကျွန်တော်တို့ဒီလူတယောက်ရဲ့တွေးခေါ်ပုံတွေလူတယောက်ရဲ့ပညာရေးတွေလူတယောက်ရဲ့အဆင့်အတန်းတွေတကယ်ကိုနှိမ့်ကြအောင်သူတို့တွေပုံဖော်ခဲ့ကြတာဖြစ်ပါတယ်ဆိုလိုရင်းကတော့ကျွန်ပညာရေးစနစ်ကိုပဲသူတို့တွေသင်ခဲ့ကြတယ်ပြီးတော့သူတို့စိတ်ကြိုက်သူတို့တွေပုံဖော်ခဲ့ကြတယ် mindset တွေကိုလည်းပဲသူတို့တွေအများကြီးသူတို့တွေချိန်နှောင်းလုပ်ခဲ့ကြတယ်အဲ့ဒီစိုးချိုးတွေရဲ့နောက်ဆက်တွဲတွေမှာအခုကျွန်တော်တို့မြေပြင်အခြေအနေတွေမှာတကယ့်ကိုလူသားချင်းရဲဆက်ဆက်တက်ဖြတ်ကြတဲ့အခြေအနေအထိကိုဒီကောင်တွေလောက်ရလာကြတာဖြစ်ပါတယ်ဟုတ်ပြီဒါကလည်းအာနာရှင်အုပ်စုကျွန်တော်တို့နိုင်ငံအတွင်းမှာရှိနေသွေးဒီလိုမျိုးဖြစ်ပျက်တွေဆက်ပြီးတော့မြင်တွေ့နိုင်ရကြည်တွေရှိနေမှာသေးတယ်ဆိုတော့ကျွန်တော်မိသားစုတွေကိုကျွန်တော်ဒီမြောက်ရီနဲ့ပတ်သက်တဲ့သတင်းလေးတစ်ခုကျွန်တော်ဖော်ပြပေးခြင်းနဲ့ဆိုတော့မြောက်ရီလို့ပြောမယ်ဆိုတာနဲ့ကျွန်တော်တို့ဒါကြားဖြန့်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်မိသားစုနဲ့တွဲဆက်ပြီးတော့မြင်တွေ့ရနိုင်တယ်ပြီးတော့အခြားသောကျွန်တော်တို့ entertainment တွေအများကြီးဖွင့်ထားတဲ့နေရာလည်းဖြစ်ပါတယ်ဆိုတော့မြရီရွှေကုတ်ကိုပြီးတော့အဲ့ဒီမှာရှိနေတဲ့ကြောက်ခတ်စတဲ့ဒေတာတွေအသီးသီးမှာကျွန်တော်တို့ဒါ KTV တွေ Masters တွေပြီးတော့လိန်လုပ်ငန်းမျိုးစုံကိုအဲ့ဒီမှာတကယ်ကိုစီဝါဖြစ်ထုံးကားနေကြတာဖြစ်ပါတယ်ဆိုတော့နေဆက်မြို့တစ်မြို့ရဲ့ကျွန်တော်တို့လုံခြုံရေးနဲ့ကျန်းမာရေးအခြေအနေတွေဟာလည်းကျွန်တော်တို့အလုံးကိုရေးပါနေတဲ့ကျွန်တော်တို့
အခြေအနေမှာမြောက်ရီမှာရှိနေတဲ့လက်ရှိအာဏာပိုင်အဖွဲ့အစည်းတွေလက်နက်ကင်အဖွဲ့အစည်းတွေဟာသူတို့ရဲ့အကျိုးစီးပွားအတွက်ပဲသူတို့တွေဥတီပြီးတော့လှုပ်ဆောင်နေကြတဲ့အခါမှာလက်ရှိကျမ်းမာရေးအခြေအနေကတော်တော်လေးကိုဆူဆူဝါးဝါရင်ဆိုင်နေကြတာပါအဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ HIV ကူးစက်နှုန်းမြင့်မားလာတဲ့ကိစ္စပါအကြောင်းမျိုးကြောင့်ကျွန်တော်တို့ဒါအချို့ဆိုရင်သူတို့ရဲ့ခန္ဓာကိုယ်တွင်းမှာ HIV ရှိနေလားမရှိနေလားဆိုသူတို့လုံးဝမသိရလို့အချို့ကြတော့လဲကျွန်တော်တို့နေမကောင်းဖြစ်တဲ့အချိန်ဒဏ်ရာနတရားတစ်ခုဖြစ်တဲ့အချိန်ကြမှာစေုံစီကန်သွားရင်းနဲ့မှ HIV ရှိနေတယ်ဆိုတာကိုသူတို့တွေသိခဲ့ကြတာဖြစ်ပါတယ်ဒီသတင်းကိုကျွန်တော်ဖော်ပြပေးတာကအဓိကအဖြစ်ကျွန်တော်တို့မြောက်ရီကနေပြီးတော့HIV ကူးစက်ခံရတဲ့သူတွေဟာကျွန်တော်တို့ရဲ့အခြားသောတော့နယ်မြေဒေသအသီးသီးကိုတွာလာလှုပ်ရှားတဲ့အခါမှာကျွန်တော်တို့ပေါ့နော်ကျွန်တော်ရဲ့မိသားစုဝင်တွေအနေနဲ့အထူးသတိထားဖို့ကျွန်တော်ကဖော်ပြပေးနေခြင်းဖြစ်ပါတယ်ဆိုတော့မြောက်ရီနဲ့တောင်ရင်မြစ်တာချားတယ်ပေါ့နော်တစ်ဖက်ကမ်းမှာရှိတဲ့ထိုင်းနိုင်ငံမဲဆောက်မြို့မှာရှိတဲ့ HIV ဗိုင်းရပ်ကိုကူးစက်ခံရမှုတွေကျွန်တော်တို့တွေ့ရှိတဲ့နှုန်းကလည်း2022နဲ့2023ခုနှစ်မှာနှစ်စဉ်တိုးပွားလာနေရတယ်လက်ရှိADR ဆေးတောက်နေရသူ600ခန့်ရှိကြောင်းနဲ့ထိုင်းမြန်မာနယ်စပ်ဒုက္ခသည်ပြီးတော့ရွှေပြောင်းလုပ်သားတွေနဲ့နေရစွန့်ခွာသူတွေကိုခမဲ့ကျမ်းမာရေးစောင့်ရှောက်မှုပေးနေရတယ်လို့မေတော်ဆေးကန်းတီထောင်သူဒေါက်တာစင်ဒီမောင်ကလည်းပြောဆိုထားပါတယ်ဆိုတော့ HIV ကူးစက်မှုမြင့်မားလာတဲ့အတွက်အကြောင်းမျိုးကြောင့်မြောက်ရီကိုရောက်ရှိလာတဲ့သူတွေအနေနဲ့မိမိတို့နေရက်ကိုပြန်มาကနေထိုင်ပြုတ်မှုခဲ့တဲ့နဲ့ပတ်သက်ပြီးတော့ဗောနော်အတိတတိရှိနဲ့ကျွန်တော်စစ်ချက်တွေကိုပြုလုပ်ပြီးတော့ဒါမိမိတို့ရဲ့မိသားစုဒါကိုကျမ်းမာကိုပတ်ဝန်းကျင်ကျမ်းမာရေးအတွက်ပါကျွန်တော်တို့ဒါ HIV ဖြန့်တဲ့သူမဖြစ်စေဖို့အတွက် site တင်တယ်လို့ကျမ်းမာရေးကျွန်တော်တို့ဒါတာဝန်ရှိတဲ့သူတွေကတုံးသက်ပြောဆိုထားတာသတိပေးထားတာတွေလည်းရှိပါတယ်ဆိုတော့အကြမ်းဖက်စစ်ခွတ်တဲ့အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ဒါထိုင်းမြန်မာနှစ်နိုင်ငံအာဏာပိုင်တွေရဲ့နေဆက်ဖြတ်ကျော်ကျမ်းမာရေးပူးပေါင်းဆောင်ရွက်မှုအခြေအနေကလည်းအားနည်းသွားတာတွေလည်းရှိပါတယ်လက်ရှိကျွန်တော်တိုင်းသားလက်နက်ကိုင်အဖွဲ့တွေနေလည်းသက်ဆိုင်ရာဒီထိုင်းဒေသအာဏာပိုင်တွေနဲ့ညှိနှိုင်းပြီးတော့အရေးပေါ်လူနာတွေပြောင်းရွှေ့တာတွေကုသရောဂါထိန်းချုပ်ရေးအပါအဝင်နေဆက်ကျမ်းမာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေရှိနေကြောင်းကိုလည်းဒေါက်တာစင်ဒီယာကဆက်ပြီးတော့ပြောဆိုထားပါတယ်ဆိုတော့မြန်မာနိုင်ငံအတွင်းထဲမှာ2021ကျွန်တော်တို့အာဏာသိမ်းခံရပြီးနောက်ပိုင်းမှာ HIV AIDS နဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်နေကြတဲ့အဖွဲ့အစည်းတွေကျွန်တော်တို့ဒါ Pride အဖွဲ့တွေလိုမျိုးကျန်းမာရေးစင်တာတွေလိုမျိုးတော်တော်လေးကိုကျွန်တော်တို့ညှော်နှဲသွားတယ်ပြီးတော့ကျန်းမာရေးစောင့်ရှောက်မှုအတွက်လည်းဆရာဝန်တွေလည်းအများကြီးညှော်နှဲသွားတာတွေလည်းရှိတယ်အသိပညာပေးမှုတွေကလည်းနေပါသွားတဲ့အခါမှာမြေပြင်ကွင်းစင်လောက်ကင်တဲ့သူတွေအလွန်နေပါသွားတဲ့အခြေအနေမှာလက်ရှိစင်းအင်းတွေတိကျကျခတ်ဖို့တိကျသိဖို့ကအလွန်ကိုခက်ခဲနေတယ်လို့လည်းကျွန်တော်တို့ကြားသိထားပါတယ်ကျွန်တော်တို့2023ခုနှစ်ခံမှန်းချက်တွေကမြန်မာနိုင်ငံလုံးအနေနဲ့ HIV ပိုးနဲ့ရှင်သန်နေထိုင်သူ2,800,000 ကျော်ရှိပြီးတော့ HIV ပိုးဖြစ်ပွားမှုအခြေအနေနဲ့အသက်15နှစ်ကနေတော့49နှစ်အတွင်းရွေးရောက်ပြီးသူကျွန်တော်တို့လူ1000မှာ9ဦးခန့်ရှိနိုင်တယ်လို့ဖော်ပြထားတယ်ဒါက2023ခုနှစ်ပါအခု2026ခုနှစ်မှာဆိုရင်ဒီထက်2ဆလောက်မြန်တိုးမြင့်လာမလားဒါမှမဟုတ်3ဆမြန်များနေပြီလားကျွန်တော်တို့ဘယ်သူမှမသိနိုင်ပါဘူးဘာကြောင့်လဲဆိုတော့လက်ရှိမြောက်ရီမှာပြီးတော့အဲ့ဒီမှာဒီမြောက်ရီရွှေကုတ်ကိုအဲ့ဒီနဲ့ထိစပ်နေတဲ့နေရာတွေမှာကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ဘာတစ်ခုမှကျွန်တော်တို့စီစစ်တာတွေပြီးတော့ဒါတွေနဲ့ပတ်သက်ပြီးတော့လည်းပြန်လည်ပြီးတော့ထိန်းချုပ်တာတွေလုံးဝမရှိတာကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်ကျွန်တော်အဲ့ဒီမှာကျွန်တော်တို့ဒါအကြဖြန့်တွေနဲ့ပြီးတော့လက်နက်ကိုင်အဖွဲ့အစည်းတွေပြီးတော့ကျွန်တော်တို့ KTV တွေ Masters တွေပြီးတော့ Club တွေလိုမျိုးတွေပေါ့ကျွန်တော်မိသားစုအဲ့ဒီထဲမှာလိန်လုပ်ငန်းတွေဟာလည်းပဲတကယ်ကိုညစဉ်တကယ်လုပ်ငန်းတစ်ခုလိုမျိုးတို့တွေလောက်ကင်နေကြတာဖြစ်ပါတယ်ဒါတွေဟာကျွန်တော်တို့ကရင်ပြည်နယ်တွင်းထဲမှာကြားဖြန့်တရုတ်တွေဝင်လာပြီးနောက်ပိုင်းတွေမှာကျွန်တော်တို့ကရင်တွေရဲ့ကျွန်တော်တို့တိုင်းသားညီကိုမောင်နှမတွေပေါ့နော်အားလုံးအခုအချိန်လေးဆိုးတဲ့ HIV ယောဂနဲ့ပါကျွန်တော်တို့ထပ်မံပြီးတော့ရင်ဆိုင်နေကြရတာဖြစ်ပါတယ်ဆိုတော့ဒါတွေအားလုံးရဲ့အနှစ်ချုပ်ကတော့ကျွန်တော်တို့ဒါနိုင်ငံမတည်ငြိမ်တဲ့ကာလအတွင်းပြီးတော့နေဆက်မှာရှိနေတယ်ပေါ့နော်ဒါစီဝါရေကောင်းမွန်နိုင်တယ်ဆိုတဲ့နေရာတွေမှာအချို့သောပြောင်းရွှေ့အလုပ်လာလုပ်ကြတဲ့သူတွေရဲ့အခုလက်ရှိဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေပါဆိုတော့လက်ရှိကျွန်တော်နိုင်ငံအတွင်းထဲမှာရှိနေတဲ့အလုပ်ကန်ရှားပါမှုကျွန်တော်ငွေကြေးခက်ခဲတွေပြီးတော့စားဝတ်နေရေးအတွက်လုံးပန်းနေရတယ်ကျွန်တော်တို့မိဘပြည်သူတွေသူတို့တွေဟာကျွန်တော်တို့စီးပွားရေးကောင်းနိုင်လောက်တဲ့နေရာတွေကိုရွှေ့ပြောင်းပြီးတော့
အလုပ်တွေလုပ်ကြတယ်ဆိုတော့အဲ့ဒီမှာကျွန်တော်တို့လိန်လုပ်သားတွေအနေနဲ့သူတို့တွေခိုင်းစေခံရတာတွေရှိတယ်အချို့ဆိုရင်ရောင်းစားခံရတဲ့အခြေအနေတွေရှိတယ်ဒီအခြေအနေတွေကြားထဲမှာ HIV AIDS ယောဂတွေကပုံမှုပြီးတော့များပြားလာတယ်ဆိုတဲ့စတန်လေးတစ်ခုကိုဒီနေ့ကျွန်တော်မိသားစုကိုသိအောင်ဖော်ပြခဲ့တာဖြစ်ပါတယ်ဒီကနေ့မှာကျွန်တော်ဖော်ပြခဲ့တဲ့အကြောင်းအရာကျွန်တော်မိသားစုအားနဲ့တက်မယ်လို့မျှော်လင့်ပါတယ်နောက်လာတဲ့ဗီဒီယိုကိုဒီတက်ပို့ကောင်းအောင်ကျွန်တော်စူးစမ်းပေးပါမယ်လည်းနဲ့ BCB Capital နဲ့ကျောင်းနိုင်ငံတွင်းမှာရှိတဲ့မိသားစုတူးရှင်းတဲ့ပြည်နယ်ကင်းရှင်းပါတဲ့လင်းနဲ့စတောင်းရင်းနဲ့ကျွန်တော်ရေပေါ်ရှင်းလေးပါဗျာ